Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Alice ကဂျီဒီမှာပါဝင်တဲ့ဘာသာရွက်တွေကမှတဘာသာချင်းစီမှာဘယ်လိုမျိုးခွဲထွက်ပြီးတော့မှဘယ်လိုမျိုးလေ့လာရမလဲဆိုတဲ့အကြောင်းတွေကို Alice တို့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ Alice တို့ science နဲ့ပဲပတ်သက်ပြီးပြောပြခြင်းနဲ့ပေါ့နော်အဲ့တော့ Alice တို့ဒီ science မှာဆိုလို့ရှိရင်တော့သူကတကယ် real test မှာ30နဲ့မှ10ပုတ်ဖြေရမှာဖြစ်ပြီးတော့ total time အနေနဲ့ကတော့တနာရီခွဲကြာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီတနာရီခွဲချိန်တွင်းမှာ Alice တို့က38ပုတ်ကိုအမိဖြေရမှာပေါ့နော်အဲ့တော့ဒီမှာ Alice တို့ science မှာအဓိကအဖြစ်ဘာတွေပါလဲဆိုရင်3ပိုင်းပါတယ်ပေါ့နော်ဒီlife science physical science နဲ့ NSP science ဆိုပြီးပဲဖြစ်တယ်ဆိုတော့ life science ကတော့ Alice တို့ biology ဘိုင်းကိုသိရမှာဖြစ်ပြီးတော့ experiment ခွင့်လိုက်တွေကတော့အမေအများဆုံးပေါ့နော်ဒီ the whole test တစ်ခုလုံးရဲ့80%လောက်ကတော့ဒီ experiment ခွင့်တွေကိုမေးတာပဲဖြစ်တယ် physical science ကတော့ physics chemistry ကိုအဓိကထားပြီးလေ့လာရမယ် NSP ကတော့ဒီအာကာသအကြောင်းတို့ဒီကမ္ဘာမြေကြီးဖွဲ့စည်းပုံဒီ S system တွေအကြောင်းကိုအဓိကထားပြီးလေ့လာရတာပေါ့နော်အဲ့ပြီးရင်တော့နောက်ဘာသာကတော့ကျောင်းသားတွေအများစုကြားထဲမှာနည်းနည်း challenge ဖြစ်တဲ့ဘာသာဆိုရင်လည်းမမှားဘူးပေါ့နော်သူကတော့ social study ပဲဖြစ်တယ် social study ကတော့ Alice တို့အဓိကအဖြစ်တော့ American နိုင်ငံရဲ့ဒီတမိုင်းအကြောင်းနေအမေရိကန်နိုင်ငံဖွဲ့စည်းပုံဒီအစိုးရဖွဲ့စည်းပုံတွေအကြောင်းကိုအဓိကထားပြီးလေ့လာရတာဆိုတော့ဒီမှာဆိုရင်တော့ Alice တို့၄ပိုင်းထပ်ပြီးခွဲရတယ်ပေါ့နော်ဆိုတော့ civil government ဆိုတာကတော့အမေရိကန်နိုင်ငံရဲ့ဒီနိုင်ငံရေးဖွဲ့စည်းပုံတွေအကြောင်းကိုလေ့လာရတာပြီးရင် United States history ကတော့ဒါသူတို့နိုင်ငံရဲ့တမိုင်းအကြောင်းပေါ့နော်ပြီးရင်တော့သူတို့နိုင်ငံရဲ့ဒီ economic တွေပြီးရင်တော့သူတို့နိုင်ငံရဲ့ဒီ geography လို့ခေါ်တဲ့ပထဝီဝင်အနေထားတွေကိုအကြမ်းမြင့်လေ့လာရတာပေါ့နော်ဆိုတော့အဓိကတော့မင်းအများဆုံးကတော့ဒီ civil government တို့ US history ဘိုင်းကတော့အဓိကအမေးများပါတယ်ဆိုတော့ကိုက social study ကိုတည်တည်ချာချာကြည်ညံ့လုပ်မယ်ဆိုရင်တော့ Alice တို့ကသူတို့နိုင်ငံရဲ့သမိုင်းကြောင်းတွေကိုတော့အဓိကအဖြစ်တော့သိထားဖို့တော့လိုတယ်ပေါ့နော်နောက်ထပ်ပြောပြပေးမယ့်ဘာသာကတော့သင်္ချာပဲဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာကျောင်းသားအများစုအတွက်တော့ဒီ GED ရဲ့ math ကအမှတ်အရာအလွယ်ဆုံးလို့ပြောရင်လည်းမမှားဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် Alice တို့ဒါတည်တည်ချာချာကြည်ကြည်ညံ့ညံ့လေးစာကိုလုပ်တဲ့လူဆိုလို့ရှိရင်တော့ဒီ Alice တို့ GED ရဲ့သင်္ချာက credit score တွေ perfect score တွေရဖို့အတွက်ဖြစ်နိုင်ဆုံးဘာသာလို့ပြောရင်လည်းမမှားဘူးပေါ့ဆိုတော့ Alice တို့ဒီသင်္ချာမှာဆိုရင်ဘာတွေအဓိကပါလဲဆိုရင် function by flow percent နဲ့ဒီ web block တွေပေါ့ပြီးရင်တော့ Alice တို့ရဲ့ဒီပေါင်းလုံးမြောက်စာလို့ခေါ်တဲ့ basic math တွေကိုပါသူကလေ့လာရတာပေါ့နော်ဆိုတော့သင်္ချာမှာဆိုရင်တော့ Alice တို့ကနှစ်ပိုင်းခွဲပါတယ်ပတ်1နဲ့ပတ်2ဆိုပြီးရှိရပေါ့ဆိုတော့ပတ်1မှာဆိုရင်တော့ Alice တို့ကဒီဒီ no calculator ဖြစ်ပြီးတော့9ပုံမိပါတယ်ဆိုတော့ calculator သုံးလို့မရဘူးပေါ့နော်ပြီးရင်တော့ပတ်2ကိုရောက်သွားမှာပါပတ်2မှာတော့ဒီ Alice တို့ကဒီ calculator ကိုသုံးလို့ရတာဖြစ်ပြီးတော့ပတ်1ကိုတော့ပြန်သွားလို့မရတော့ဘူးပေါ့နော်ဆိုတော့ around ကတော့40နဲ့မှပတ်2မှာ around 40ပုတ်ဆိုတော့ပတ်1နဲ့ပတ်2နှစ်ပုတ်ပေါင်းဒီနှစ်ပိုက်ပတ်လုံးပေါင်းရင်တော့ Alice တို့maybe 46ပုတ်လောက်တော့ဖြစ်နိုင်တယ်ပေါ့ဆိုတော့ Alice တို့3ဘာသာလောက်လေ့လာပြီးပြီဆိုတော့နောက်ဆုံးဘာသာကတော့ RLE ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ကျောင်းသားအများစုအကြောက်ဆုံးဘာသာလို့ပြောရင်လည်းမမှားပါဘူးဘာဖြစ်လို့ RLE ကိုကြောက်တာလဲဆိုရင် Alice တို့ရဲ့ RLE မှာဆိုရင်အဓိကအဖြစ် reading and writing ဆိုပြီးတော့နှစ်ပိုင်းပါတာဖြစ်ပါတယ်ဆိုတော့ reading ဘိုင်းမှာဆိုရင်တော့ Alice တို့က fiction ဘိုင်းနဲ့ non fiction ဘိုင်းဆိုပြီးတော့ထပ်ပြီးတော့ခွဲပါတယ်ပြီးတော့မှဒီ fiction ဘိုင်းကတော့ဘယ်လိုပုံစံနေလဲဆိုရင်တော့ Alice တို့ဒီဝတ္ထုတို့ကြပြတို့လိုပုံစံမျိုးတွေကိုဖတ်ရတာဖြစ်ပြီးတော့ non fiction ဘိုင်းကတော့ဒီ article တို့ newspaper တို့အဲ့လိုမျိုး information ဆန်တဲ့စာပိုက်တွေကိုဖတ်ရတာပဲဖြစ်ပါတယ်ဆိုတော့ ILE နဲ့ပတ်သက်ရင်တော့စာများများဖတ်ဖို့လိုတယ်ပေါ့နော်ဒါကတော့ reading မှာပြီးလို့ရှိရင်တော့ Alice တို့နောက်တစ်ပိုင်းအနေနဲ့ external response လို့ခေါ်တဲ့writing ဘိုင်းကိုရေးရမှာပေါ့ writing ကလည်း Alice တို့ပုံမှန်ရေးနေကြ essay ပုံစံမျိုးတွေမဟုတ်ဘဲနဲ့သူကအဆိုအရှိပုံစံမျိုးရေးရမှာတစ်ဖက်ကိုထောက်ခံပြီးတစ်ဖက်ကိုဆန့်ကျင်တဲ့ပုံစံမျိုးတွေပေါ့နော်ဆိုတော့ ER ကလည်းAlice တို့ RLE မှာဆိုရင်အမှတ်ယူလို့အကောင်းဆုံးပေါ့အဲ့ဒါကြောင့်မို့ ER ကိုတော့ external response ကိုတော့ Alice ကတေချာလေးရေးဖို့အကြံပြုချင်ပါတယ်ဆိုတော့ RLE မှာဆိုရင်တော့ Alice တို့ကြာချိန်က155မိနစ်ဆိုတော့ maybe 2နာရီခွဲဝန်းကျင်လောက်တော့ကြာနိုင်တယ်ပေါ့နော်။သူကတော့ဒီပတ်1ပတ်2ပတ်3ဆိုပြီးတော့ခွဲထားတယ်။ပတ်1မှာဆိုရင်တော့ Alice တို့ကဒီစာပိုက်2ပိုက်ကိုဖတ်ရမယ်။အဲ့တော့တစ်ပိုက်မှာ9ပုတ်လောက်ပါတော့စုစုပေါင်း14ပုတ်အဲ့14ပုတ်ကမှသူကကြာချိန်28မိနစ်လောက်ပြီးတယ်။ပြီးရင်တော့ Alice တို့ပတ်2ကိုရောက်ပါတယ်။ပတ်2ကတော့ external response ပေါ့နော်။ ER ရေးရမယ်။ ER ရေးပြီးရင်တော့ Alice တို့ကို break time 10မိနစ်လောက်ရတယ်။ပြီးရင်တော့နောက်တစ်ပတ်3ကိုထပ်ပြီးဖြည့်ရမယ်ပေါ့နော်။ပတ်3ကတော့ဒါခေါင်းချောက်ဆုံးအပိုင်းလို့ပြောရင်လည်းမမှားဘူးပေါ့သူကတော့စာပိုက်တွေ
ဖတ်ရတာပေါ့နော်အဲ့တော့စာပိုက်ကတော့ passage က maybe 3 ပုတ် 4 ပုတ်လောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့စာပိုက်တစ်ပုတ်ကိုစာပိုက်တစ်ပိုက်ကိုပေါ့နော် Alice တို့ဟာဒီမိကွန်း9ပုတ်10ပုတ်လောက်မေးရဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီပတ်သရီမှာတော့အပုတ်30ဝန်းကျင်လောက်တော့ဒီမေးနိုင်တယ်ပေါ့နော်ဒါကတော့အားရလေးပဲဖြစ်တယ်โอเคပါခုဆိုလို့ရှိရင်တော့ GED မှာပါဝင်တဲ့ဒီ subject တွေအကြောင်းကိုအသေးစိတ်သိသွားမယ်လို့ Alice အနေနဲ့မျှော်လင့်နေပေါ့နော်ဆိုတော့နောက်တဲ့ဒီ GED နဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေကိုလည်းဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ Alice ရဲ့ YouTube channel ကို subscribe နဲ့ share လုပ်ပြီးတော့စောင့်မျှော်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်